ဒီမိကကဘာပေါ်မှာကိုစင်းမြောက်အညဉ့်ညမ်းဆုံးမြစ်စင်ထဲမှာဂျာသိခင်ကပါဝင်ခဲ့ပါတယ်2050ခုနှစ်ရောက်လို့ရှိရင်ကဘာကြီးပုံနေလာမှုကြောင့်AODတိုင်းဒေသကြီးနေရာတော်တော်များများနဲ့ရန်ကုန်လိုမြို့ကြီးနေရာအချို့ပြီးလဲဒီအောက်ရောက်သွားတာဖြစ်ပါတယ်ကဘာကြီးပုံနေလာမှုကြောင့်ကြီးကကန်စားကြတဲ့နိုင်ငံထဲမှာမြန်မာနိုင်ငံရောထိဆုံးမှာပါဝင်ပါတယ်တည်ငြိမ်သောနိုင်ငံအခြေအနေများကတရားမဝင်တပ်တူတူခေါ်ခြင်းတိတ်ခုချင်းတို့ကိုဆိုးရွားစေပြီးအပါဝပါဝင်ခြင်းထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာဥပဒေပုံများကိုအကောင့်တွေပေါ်ရပြီးမြတ်အားနည်းရှိသည်အမိုက်ဆုံးပြမှုစနစ်ကိုမြို့တဲရွာတဲ့လူပြင်အားနည်းနေတဲ့လက်ရှိကြပြီးအင်းင်းပြည်စပုံချင်းစနစ်ကအတိကအတုံးပြလက်ရှိကြပြီးတော့ဒါတွေကပတ်ဝန်းကျင်မေချို့ရထူးထူးကြီးမားစွာချိခဲ့ပစ္စည်းစေနိုင်ပါသည်ဒီလင်းပိုင်းဗန်တန်နီညံ့ညံ့ခုန်ချုံစားတဲ့တဘာဝတော်ရင်ဒီစံတွေဟာမြို့တုံးပြောက်ပဲမဲ့အန်ဒီကြောက်ရွံ့နေပါတယ်။တော်ရင်ဒီစံဘကိုစီကတွေကလည်းတရုတ်မြန်မာနေဆက်ချောက်အတူများများကြီးထောက်နေပါတယ်။မြန်မာနိုင်ငံမှာသိရှိရပလတ်စတစ်အများစုဟာAODထဲမှာဆုံးသက်တယ်လို့ဆိုပါတယ်။မြန်မာဟာမကြသေးခင်ကတတိယမြောက်ကတော်ပြုံးသေးဆိုနိုင်ငံတကာဖြစ်လာခဲ့ကြတယ်။ရန်ကုန်မြို့ဟာဆိုရင်လေထုညဉ့်ညမ်းမှုအများဆုံးမြို့မျိုးဖြစ်လာပါတယ်။ဒါအပြင်တောင်ယာမီးရှို့တာတွေကြောင့်လေထုထဲမှာအမုံမားတွေများလာပြီးလေဦးရောက်ပြီဆိုရင်မြစ်စင်လိုညဉ့်ညမ်းမှုတွေဖြစ်ပေါ်နေပါတယ်။မိုးရဒီမှာပြင်းထန်တဲ့မုန်တိုင်းတွေမြစ်စင်တိုင်းတွေလိုကြုံတွေ့ခံစားနေရပါတယ်။နိုင်ငံအနှံ့ပြားတွင်ဒီကြီးရှင်နေပြချင်းတို့ခံစားရတဲ့နေမုန်းခုံရီဆက်ဖြစ်နာများကိုလည်းတွေ့ကြုံရင်ဆိုင်နေရပါတယ်။ဒီရဝတီနဲ့တန်လင်းတို့ဟာအစတိုက်ရဲ့လွတ်လပ်စွာရှိရှိနေတဲ့ဒီကနေ့ကြီးညာတဲ့တွေပေါင်းပါတယ်2030ခုနှစ်ရောက်လို့ရှိရင်မြန်မာနိုင်ငံရဲ့လက်ရှိစွမ်းရည်ထုတ်လုပ်မှုပမာဏရဲ့30%ကိုပြန်လည်ဖြည့်ဖြိုးမြဲစွမ်းရည်ကနေရရှိဖို့မြင်မှန်းထားပါတယ်။အဲ့ဒါကလွတ်လပ်စွာစစ်ဆေးနေစေဖြစ်တဲ့ AOD မြင့်နဲ့တောင်လယ်မြင့်တို့အပေါ်ချင်းချောက်နေပါတယ်။ဖွံ့ဖြိုးမှုအားနည်းချင်းကြောက်တဲ့ဗတိဥတုပြောင်းလဲမှုတန်ကိုအဆိုးဆုံးခံစားရမယ့်နိုင်ငံများထဲမှာမြန်မာနိုင်ငံလည်းပါဝင်ပါတယ်။